ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ညမှာတော့ United ပွဲပြီးည7:00 နာရီလောက်မှာတော့ Premier League ရဲ့အကောင်းဆုံးပွဲဖြစ်လာမယ့် Spa နဲ့ Man City တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုကိုကြည့်ရတော့မှာဖြစ်ပါတယ်။ Spa ကွက်မှာကစားရတိုင်း Man City တို့ရုန်းကန်ရလေရှိတဲ့ချိန်စာက2026မှာရောဆက်ရှိနေအောင်လား။ဒါမှမဟုတ် Guardiola ရဲ့အဖွဲ့ကပဲအဝေးကွက်မှာအနိုင်ပြသွားမလားဆိုတာကတော့တကယ်ကိုရင်ခုန်စရာကြီးပါပဲရှင်။ Spa အသင်းကဒီယာတီမှာအင်္ဂုမှတ်တမ်းအကောင်းဆုံးအသင်းဖြစ်နေခြင်းကလည်း Man City အတွက်တော့ချိန်ချမှုဖြစ်လာမှာပါ။ Man City ဘက်ကိုကြည့်ရင်တော့ဂိုးသွင်းဆက်လို့တင်စားခံထားရတဲ့အာလင်ဟာလန်ကဒီယာတီမှာလည်းဂိုးတွေကတဖွဲဖွဲသွင်းနေဆဲပါပဲ။ Spa ကတော့သူတို့ရဲ့ထုံးစံအတိုင်း highline ခံစနဲ့အတင်းဖိကစားမဲ့ export style ကိုသုံးလာမှာပဲဖြစ်ပါတယ်ရှင်။ဒါက City ရဲ့မြန်ဆန်တဲ့တံမြန်တိုက်စစ်နဲ့တွေ့မယ်ဆိုရင်တော့ဂိုးပြတ်သွားနိုင်တယ်လို့ City ကိုအကြက်ရအောင်လဲလုပ်နိုင်ပါတယ်။ City ကတော့ပွဲကိုထိန်းချုပ်ပြီးတော့ကစားမှာဖြစ်ပေမဲ့ Spa ကွင်းရဲ့လီဒူနဲ့ပြည်သက်တန်ကိုဘလို့ကြော်ဖြတ်မလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ဒီပွဲကတော့ဂိုးများမဲ့ပွဲစဉ်လို့ကျမတို့မြင်ပါတယ်။ Spa ရဲ့အင်္ဂွန်ကျင်းစာကရှိနေသေးတာကြောင့် Man City တို့အမှတ်ရဖို့တော့များပါတယ်။ကျမတို့ခံမှန်းချက်ရလက်ဆိုရင်တော့2ဂိုးစီတရေဒါမှမဟုတ် Spa က2ဂိုး1ဂိုးနဲ့ကပ်ပြီးတော့နိုင်သွားမယ်လို့ထင်ပါတယ်။ကဲပရိသတ်ကြီးတို့ရော Spa ကွန်မှာ Man City တို့ထပ်ပြီးတော့အမှတ်ရအောင်လားပရိသတ်တို့ခံမှန်းထားတဲ့ဂိုးရလက်လေးတွေကိုကွန်မန့်မှာရေးပေးကြပါဦးဒီလိုမျိုးပွဲကြိုသုံးသက်ချက်တွေနဲ့တူဂိုးခံမှန်းချက်ရလက်လေးတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ဗီဒီယိုလေးတွေကိုလည်းစောင့်ကြည့်ပေးလို့ရအောင် channel လေးကို like and subscribe လေးလုပ်ထားပေးပါအောင်ရှင်ကြည့်ရှုအားပေးကြတဲ့အတွက်လည်းအားလုံးကို